nhầm đó game mà lo gì nào đó na ngô ta na ngô lễ cu loan sao như này ba đi cô xây đẹp ya chăm ba loa gì ya rồi na ngô ta na ngô lễ cu loan sao như này ba đi ya rồi đi cái ba đi cô xin đi cái ba đi xin đi cái ba đi cô xây đẹp ya chăm ba loa gì Kana Hongo, Kana Hongo, Kedu Tadu. Bukan saya ni, yang kaya kita suruh masuk panggilan, suruh jemaah matinya. Ya, yoi itu yang dulu usaha tanah jok, kojo, waktu yang nongga email sisi ngaya. Jadi biar aku tu kamu sesuatu aku, macam cuci kekong, budaya tu kita terus apa, dia dah beruji sisi cepat, kan? Sisi cakap ya. Kerana apa rumah. Orang kalau jadi ni biar cikgu pilih, tanah negara Thailand ni tu bang, awak tu tidak jatuh tu, you tu ni salah, Saudi pilih yang tidak ada pejabat bagi kenyang. Lauda Shekho Puzo Punyaman Shok Roja Yato Puzan Uda Kanama Tekisa Garawa Tamu Puzo Kaya Yaman Kate Loa Dan Kilo Lenja Roji Pinyu Dana Tila Tamadi Pinya Sheboya Dani Kanda Tokana Dea Didana Romyado Go Kawa Mecha Yejan Joko Adona Jatapin Doka Kate Chong Yan Sito Naiban Go Ya Loe Yao Loe Yamao Yaloe Nine Yaki Jija Basi Hambandi Titara Minataha Pensa Tilan Tilan Deka Lemandi Toki Yambi Tati Yambi Ahambandi Naugahang Kadakwa Tilan Deka Lemandi Yamhawadami Nawadita Namo Tassa Bhagavato Samantaranang Gaisami, Sangataranang Gaisami, Sotiyami, Sotataranang Gaisami, Sotiyami, Samantaranang Gaisami, Sotiyami, Sangataranang Gaisami. Sotiyami, Sotataranang Gaisami, Sotiyami, Sangataranang Gaisami, Sotiyami, Sangataranang Gaisami. Satiyami, Sangataranang Gaisami.
နာကရဏိယာမိသစ္စာစေတတိဣတရာနိနာသဟပိသသီလဓမ္မသန္တုကကတ္တဝါအပမတိနသံဃာတိကာ စီစဉ်သုံးရာကြိုက်ကိုဖို့ လက်တော်တစ်ချက်သားခုပေပရလာ14ရက်နေ့နေ့လယ်တွင်ထိုင်းနိုင်ငံဘောနန်စီယာရပ်ွယ်မိသားစုမှစီရင်ပြပအပ်သောနေ့ဦးအကျိုးအထူးဗမာတဲ့စီရင်ပြပရ၌ဟောကြားအပ်သောကျုံသာကျုံမဆောင်တော့လမ်းရရှိတဲ့တရားတော်ဒီကနေ့ဟောကြားမှာကြပါမယ်တရားဒေသနာတော်ကိုမဟောသေးဘူးမနာသေးဘူးတရားဒေသနာတော်ဟောကြားတော်မူသောအသိဉာဏ်ကောင်းလောကထုထားသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအရဟံဂုံသမ္မာသမ္ဗုဒ္ဓတုံဘဂဝါတုံကိုအာယုံပြု၍နမောတတ္တဘုရားရှိခိုးနဲ့ကောင်းကြီးကောင်းကမြင်ညာကြကြရှိခိုးကြောကြပါစို့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတောလူမင်းနာမင်းယမမင်းတို့ဤဟောစင်ကောယောဘုရားအထုကိုခံယူတော်မူတတ်ပါပေထသောအရဟတော1500ကိလေသာမဝေကွာတော်မူတတ်ပါပေထသောအရဟတောသိကွယ်ရာယ၌ပေမကောင်းမှုကိုယုဒမမုယောတော်မမုဉာဏ်စီတော်မမုဒ္ဒဘာဝိထသောအရဟတောကိလေသာမသံဃောယံကိုအောင်တော်မူနိုင်တော်မူတတ်ပါပေထသောအရဟတောသန္တရာစေအကံကွယ်တို့ကိုဖြတ်ခောက်ထွေသုတ်တင်တော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တမဖောက်မပြာတရားမံကိုတရားမကုတရားမုံဉာဏ်ဖြင့်သောတွင်၍သိမြင်တော်မူတတ်ပါပေထသောသာသဘဂဝတောဣတရိယဓမ္မာယတ္တတိရိကာမယတ္တမိဘုံချောင်းလီနေသစ္ဆောင်တော်မူသောဘုံမြတ်စွာဘုရားအားနမောနမမိသေခောဘာဣရှင်ဘုရားနမောနမမိဘုံတော်နှလုံးကောင်းပါပြောင်းပြောင်းမင်္ဂလျ၍သရောမြတ်တော်လက်ဆောင်မူကားသေခောဘာဣရှင်ဘုရားကောင်းကံရသောချက်ခိုးပူဇော်ပြီးတဲ့နောက်
ဒီနေ့ခေါင်းစီယာမိသားစုမှာစီဖြစ်တဲ့ဓမ္မသဘေဝေဟောကြားမဲ့တရားကဘာတရားလဲလေကျုံတာကျုံဆုံးတော်လားသမဗဒပါဠိတော်မှာလာရှိတဲ့ဧရကပတ္တငဂမင်းရဲ့အကြောင်းပေါ့ဧရကပတ္တငဂမင်းကြီးဆိုတာကအလုံးတရားမှာဘုံကံကြီးတဲ့ငကားပေါ့ရသော်ဘုရားကအဲ့ဒီငကားကိုအကြောင်းပြုတော့ခေါ်ခဲ့ကျုံသာကျုံမဆောင်တော့လမ်းဆိုတာသာသနာနဲ့ကျုံပြီးတော့လောကမှာရခဲ့တဲ့တရား၄မျိုးရှိပါရခဲ့တဲ့တရားကဘယ်လိုပါတယ်လဲ၄မျိုးပါဗျာရခဲ့တဲ့တရားက၄မျိုးဒိဋ္ဌမနုဿပတိလာဘောဒိဋ္ဌမေဇာနာဇီဝိတံဒိဋ္ဌသတ္တမသဝနာဒိဋ္ဌောဗုဒ္ဓနာမောက္ခတောအဲ့ဒီတရား၄မျိုးကဘာလဲဆိုတော့ဒိဋ္ဌမနုဿပတိလာဘောလူဘဝဆိုတာရခဲ့တယ်အာရခဲ့တာလေဘဝဆိုတာရခဲ့တာလေဘုရားဆိုတာရခဲ့နာမနေကကိသောကိစ္စမေဇာနာဇီဝိတံရလာတဲ့လူဘဝမှာတဲ့အသက်ရှင်ပြနေရမှုကလည်းရခဲ့တယ်ရလာတဲ့လူဘဝမှာ၄ပါးလုံးရခဲ့ပါတယ်ကံကောင်းတယ်ပေါ့ဘာကောင်းတာလဲကံကောင်းလို့ရခဲ့တာအခုလူဘဝလည်းမရခဲ့ဘူးလားရခဲ့ပါတယ်ဗျာအသက်ရှည်ရှည်လည်းမနေရဘူးလားမရပါနဲ့ဗျာတရားဓမ္မကိုလည်းနာကြားခွင့်မရခဲ့ဘူးလားမရပါနဲ့ဗျာဘုရားဖွင့်တဲ့သာသနာနဲ့လည်းမကြုံခဲ့ဘူးလားကံကောင်းလို့ရတယ်နော်ဒီလိုမျိုးကြုံဖို့ဒီလိုမျိုးရဖို့ဆိုတာမလွယ်ပါအခုဒီကနေ့ကြည်လိုက်ပေါ့ဟောမဟာသင်္ကြန်ကာလနေဦးကျိုဓမ္မသဘင်ကျင့်ပတယ်ဆိုတာဒီကံကောင်းလို့အဲ့ဒီကံကလည်းအလုံးတရားကောင်းလို့အခုလိုမျိုးတရားပွဲတွေကျင့်ပနိုင်တယ်တဲ့အဲ့ဒါနဲ့ပတ်သက်လို့ကံကောင်းတဲ့ပုဂ္ဂိုလ်တွေများလည်းရှိတယ်လို့ကံဆိုးတဲ့ပုဂ္ဂိုလ်တွေများလည်းရှိပါတယ်လူတိုင်းမှာကံမကောင်းပါလူတိုင်းမှာကံကောင်းရဲ့လားကောင်းပါဘူးဟောကောင်းတဲ့ကံရှိတယ်လို့ကောင်းမပြောင်းသွားတဲ့ပုဂ္ဂိုလ်အိတ်တာဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ငရေကျသွားတဲ့ပုဂ္ဂိုလ်အတိညတပြေမာဖြစ်သွားတဲ့ပုဂ္ဂိုလ်သာသနာ့မှာလူဖြစ်တဲ့ပုဂ္ဂိုလ်သာသနာဝေးတဲ့နေရာမှာလူဖြစ်တဲ့ပုဂ္ဂိုလ်ဆိုအနာပေပညာကဲတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးအဲ့ဒါမရှိတော့ဘူးလား1500ရှိတော့ကျွန်တော်မှနော်လားတော့သာသနာအတွင်းမှာလူဖြစ်လာပြီးတော့ထိုးကြကြိတ်ကြခုတ်ကြသားကြဖြတ်ကြအဲ့လိုမျိုးပဲကြုံတွေ့နေမယ်ဆိုရင်အဲ့ဒီလူသည်တဲ့လူငရဲသားလို့ခေါ်ပါတယ်။ဘာငရဲသားလဲလဲ။ဘုရားတော်ပြိဿတွေပေါ်ယံဖြစ်ဘူးလား။တရားကိုဘယ်နှခါဖြစ်။နော်။ဘောလင်ကမုံကြုံယံတစားစားနဲ့ဖြစ်တဲ့မိသားစုတွေမရှိဘူးလား။အဲ့တော့အဲ့ဒီယံဖြစ်တဲ့အိမ်ဒီအဲ့ဒီအိမ်ကဘာအိမ်လဲ။နော်အဲ့ဒီအိမ်ကငရဲသားနေတဲ့အိမ်ကဲအဲ့ဒီရက်ွက်ရောတရားတဲ့တယောက်ရံဖြစ်တဲ့ရက်ွက်မျိုးမရှိဘူးလားရှိပါတယ်ဗျာတချို့ရွာမှာရောရံဖြစ်တဲ့ရွာတွေမရှိဘူးလားရှိပါတယ်ဗျာနော်အဲ့ဒီရံဖြစ်တဲ့အိမ်ရံဖြစ်တဲ့ရက်ွက်မြို့ရွာနိုင်ငံအဲ့ဒီနိုင်ငံကလည်းငရဲသားတို့ရဲ့နေတဲ့နိုင်ငံတဲ့ငရဲသားနဲ့တူတယ်ပေါ့အဲ့လိုတရားနဲ့တရားရန်နေဖြစ်ပြီးတော့နေကြမယ်ဆိုရင်ဘုရားလည်းမသိတရားလည်းမသိသံဃာလည်းမသိ
ကုသိုလ်ကောင်းမှုတွေဘာတစ်ခုမှမသိတဲ့အတွေ့အကြုံလေဆိုတော့တရိစ္ဆာန်နဲ့တူတယ်တဲ့ဘာနဲ့တူတာလဲအဲ့လိုတရိစ္ဆာန်ဆိုတာသေမတရိစ္ဆာန်ဖြစ်တာလားမသိခင်မှာပဲယေရှုတရားမသိတဲ့ဘုရားတွေကြာမခံပြောဘူးလားဘယ်တော့မှခံပြောဘူးလဲဒါနဲ့မိဘကိုခံပြောတဲ့သားသမီးတွေအဲ့ဒီသားသမီးကလူလိမ္မာလားလူဆိုးလားလူလာတရိစ္ဆာန်ဒီမှာဘယ်နှကောင်ပါလဲဟောဒီကအမှားလားအဲ့တော့နောက်မိဘကိုပြန်ပြီးတော့ခံပြောမလားခံပြောရတဲ့လူလာပါလေတရိစ္ဆာန်နော်ဒါဘုန်းကြီးပြောတော့ကိုပြောတာနော်မိဘကျေးဇူးမသိတဲ့သာသမီကြီးလူတရိစ္ဆာန်တဲ့ဒါလူတဲ့လေဒါကတော့ဦးဇင်းတို့ကလူတရိစ္ဆာန်ဖြစ်သွားရင်လည်းအခွင့်အရေးမရှုံးဘူးလားရှုံးသွားတယ်ကဲနောက်လူတစ်ယောက်ဆက်သွားမယ်ပိတ္တာဘဝရောက်နေကလွဲရအခွင့်ကောင်ပိတ္တာဘဝရောက်နေကလွဲရအခွင့်ကောင်ပိတ္တာဘဝရောက်နေကလွဲရအခွင့်ကောင်ကဲပိတ္တာဆိုတာတွေ့ဘူးလားကောင်းတွေ့ဘူးလားဘယ်တွေ့ဘူးကြောက်နေနော်အခုတရားနာပရိသတ်ကပိတ္တာတွေပဲဟုတ်လားပိတ္တာဆိုတာတည်ပြီးမှပိတ္တာဖြစ်တာမဟုတ်ဘူးပိတ္တာဆိုတာလေသူ့ရဲ့အသိကဘာလဲဆိုတော့သာဝဏီရေပဲသိဒါသိတာလေခနဲ့မုံလေးလိုက်စားဖို့အတွက်ဝိုးဖို့အတွက်နေဖို့အတွက်ဒါပဲရုန်းကန်နေတယ်ဟဲ့တို့ကြောင်းသွားမယ်မအောင်ခရားသွားမယ်မအောင်တရားနာမယ်မအောင်ကဲဘုရားတာကြိုက်ကိုဆရာတော်တရားစကားဖွင့်တယ်ယဟန်ကရှင်ပြုသီလရှင်ဘုပွဲသွားပြီးတော့ရှင်နေဟောကြားမယ်ကိုဦးသင်းနေဟောကြားမယ်ယဟန်နေဟောကြားမယ်သီလရှင်နေဟောကြားမယ်တရားစကားနဲ့ဝင်ကြမယ်သွားမယ်အားလားအဲ့လိုပါပြီလေဘိဒ္ဓကအဝေးကြီးတာအဝေးကြီးရှိတာလားအနိနာမှာပဲလားဒီနာမှာပဲဘိဒ္ဓဆိုတဲ့သဘောကသူ့ဒီကစားမယ်အိမ်မယ်နော်စားမယ်စားရည်ငို့ရည်နေရည်တို့ပေတာဝုဒ္ဓတွေမှာရှိလိုက်တော့အဲ့ဒီဘိဒ္ဓကနော်ဣဒံပုံညဘာကံဘုရားဟောကြားတရားဒေသနာများဩဝါကိုနာဂမတံပြဟောကြား၍ပွားများကျင့်ကြမှာမှကြောကိုအတုရသည်ကုသိုလ်ပုံညမင်္ဂလာသည်ဘောဓိယသစ္စာလေးကံသိစဉ်ကိုပြန်ရှိစုကုတုဘုယသာဘောဓိညာဤဘေဇယဥပါတိတရားပြရ၍မောင်းကြရာကြောင်းကောင်းများသောတောက်ပန်သည်ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းဣဒာပုံညပါကိသဗုဒ္ဓဟောကြားတရားဒေသနာများဩဝါကိုနာဂမတံပြဟောကြား၍ပွားများကျင့်ကြမှာမှကြောကိုအတောရသည်ကုသိုလ်ပုံညမင်္ဂလာ၏ဘုရားကအနိတာရကိုလေသာဇဝကကမမဒေသမြဝိရိယများစွာတတ္တဝနန္ဒမသမြတို့သည်သုလဗန္တုရွှေလန်းပြေမြေဝါကွာဘုံစုတကဲ့သို့ပိတိကိုစိတ်မှတုံလျက်ဣဒာယောတေတုတော်မောကြည်သူကိုယ်ပိုင်ရယူနိုင်ကြပါစေကုန်သတည်းသုလာရာကုစီကိုစီအလောကြီးလျက်ဤသာရွှေပြုံးအလုံးများတူရယူကြကုန်ပြီး၍ဗမောဒတုကိုစိတ်တပြလွန်အိဆာဖြင့်ပြစ်ကကျွယ်မောဝါမြောက်တော်မူနိုင်ကြပါစေကုန်သတည်းဝါဗမောဒတုလူပြည်ရမကနတ်ပြည်မှာဆက်တော်လျက်အထေတေပြမတင်လုံးမဖြာတရေကဘာတုံအောင်တတဟောလည်းလည်းပေါင်းပြည်လေဝါမြောက်ဝန္တာပတ္တနာအောင်စုခါကပြုလျက်သာဓုသာအောင်နမိတ်ဖြင့်အောင်ဘိသိက်သုံးတော်နိုင်ကြပါစေကုန်သတည်းငါစက္ကပ်ပြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်ခင်ဗျာ